ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါနော်အဲ့တော့2026ခုနှစ်တစ်နှစ်တာကာလပတ်လုံးအတွက်ကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဒါတဲတော့နမိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဟောတဲ့ဒါတစ်နှစ်စာကံကြမ္မာပေါ့နော်ဘာတွေဖြစ်နိုင်လဲအဲ့တော့ဟောတဲ့ဒီလေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးတွေကိုကျွန်တော်ကသတင်းကားလေးတွေပါချင်တာပေါ့နော်လိုရင်းလိုရှင်းအဲ့တော့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ဒီအခမဲ့ရရခြေပေးတဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမရှိဖွင့်ပါတယ်တနင်္ဂနွေနေ့မနေ့7 နာရီရောက်တိုင်းခင်မွန်ကြီး10ပါးကြော့တဲ့ရရရှိပါတယ်အင်္ဂါနေ့နဲ့စနေနေ့မှာနဝင်းပွဲရရရှိပါတယ်နောက်တနင်္လာနေ့မနေ့မှာကျတော့နိုင်ငံခြားအမြန်သွားဖို့လုပ်တဲ့အလုပ်နေရာပြောင်းဖို့လုပ်တဲ့ခုံမနက်ရရရှိတယ်အင်္ဂါနေ့ညမှာဓာတ်ကြီးလေးပါးရရရှိပါတယ်တလာပတင်းနေ့မနေ့မှာဆိုရင်ရှေ့ဘရင်မင်းများများပြုလုပ်တဲ့ခေါင်းစဉ်မင်္ဂလာရရပြုလုပ်ပေးပါတယ်တောက်ကြနေ့မှာဆိုရင်တော့လူရင်ဆန္ဒတွေမြန်မြန်ပြည့်စုံစေတဲ့အကြတဲ့အခက်အခဲလွတ်စေတဲ့တကြားပွဲရရရှိပါတယ်ဒါကျွန်တော်တို့ယူရမင်္ဂလာချက်မှာနေ့စဉ်နေ့တိုင်းပြုလုပ်ပေးတဲ့ရရကြီးတွေဖြစ်ပါတယ်အဲ့ဒါတွေအားလုံးကမေတ္တာနဲ့ပြုလုပ်ပေးတဲ့ရရတွေပါအခမဲ့ပြုလုပ်ပေးတဲ့ရရလေးဖြစ်ပါတယ်နောက်ကိုယ်တိုင်ဗေဒင်အတက်လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တတ်မြောက်ခြင်းနဲ့ဆိုရင်လည်းသင်တန်းလာတက်လို့ရပါတယ်တရက်နေ့ကနေ10ရက်နေ့အထိ10ရက်ကြာမှာဖြစ်ပါတယ်သင်တန်းကြီးပေးကြမလို့ပါဘူးစရိတ်ချင်းဖြစ်ပါတယ်နော်အဲ့တော့ဗေဒင်သင်တန်းတွေတက်ချင်တယ်ဆိုရင်လည်းလာတက်လို့ရပါတယ်ဒါကတော့ယူရမင်္ဂလာချမ်းတွေကျွန်တော်မိတ်ဆွေတွေကိုသတင်းစကားပါတာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ပထမဆုံးကြားတဲ့ကံကြမ္မာနမိတ်ကကျဲပွင့်လူလင်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေဟာ2026ခုနှစ်မှာလက်ခမောင်းခံရမယ့်နှစ်မျိုးဖြစ်ပါတယ်အလုတ်သေးနေရာသေးနိုင်ငံသေးအသစ်သောအကြံစီတွေအခွင့်အရေးအသစ်တွေများစွာပေါ်ပေါက်တတ်တဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့အင်္ဂါသားသမီးတွေဟာစွန့်စားလောက်ကင်ပြီးတော့အောင်မြင်မှုရမယ့်ကံကြမ္မာမျိုးဆိုရင်လည်းမမှားပါဘူးအင်္ဂါသားသမီးတွေဟာ2026ခုနှစ်မှာဘာလို့လဲဆိုတော့တတ္တိပဲလို့တော့စွန့်စားရတဲ့တတ္တိလုံရတဲ့တတ္တိမှန်ကန်တဲ့တတ္တိအပြည့်စုံလိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့အလုတ်ကင်တွေကောင်းတယ်အဲ့ဒီအလုတ်တွေဟာလက်ရှိအလုတ်ထက်ပေါ့နော်လက်ရှိအလုတ်တွေကလည်းအဆင်ပြေနိုင်ပါတယ်ဒါပေမဲ့လက်ရှိအလုတ်ထက်ပို့ပြီးတော့စွန့်စားလောက်ကင်တဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်ဖြစ်ထွန်းတတ်ပါတယ်တပြေတွေရောသွားပြီးတော့အလုပ်လုပ်တာတမျိုးတွေရောသွားပြီးတော့စီးပွားရှာတာဒီဘဝမှာတစ်ချိန်တစ်ခါမှမလောက်ကင်ခဲ့ဘူးတဲ့စီးပွားရေးလုပ်ငန်းတွေကိုစမ်းသပ်ပြီးတော့တီထွင်ပြီးတော့စတင်လောက်ကင်ကြည့်တာအဲ့လိုမျိုးအင်မတန်မှကောင်းပါဒါကြောင့်အင်္ဂါသားသမီးတွေဟာစွန့်စားတဲ့နေ့လို့နမိတ်ဖတ်ချင်ပါတယ်ဒါပေမဲ့ကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာကြတော့ဓာနမိတ်ကြတော့ဓာနမိတ်ကဘာလို့ဖြစ်လဲဆိုရစရာကြီးတဲ့ငွေပေးစရာရှိတဲ့ငွေတွေဟာအခြေအတင်ပြောပြီးတော့မှရတတ်တဲ့ကံတရားမျိုးပါဒါကြောင့်တတ်နိုင်တဲ့လောက်အင်္ဂါသားသမီးတွေဟာ2026မှာငွေပေးငွေယူလုပ်ငန်းတွေအတိုးရင်ပွားပေးတဲ့လုပ်ငန်းတွေလုံးဝမလုပ်သင့်ပါဘူးလုပ်လို့ရှိရင်ဆုံးရှုံးတတ်တယ်နစ်မြုပ်သွားတတ်တယ်စကားတွေများတတ်တယ်ဝင်ငွေနဲ့ထွက်ငွေမမျှတယ်လို့ဖြစ်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာကြတော့တော်တော်လေးကောင်းပါတယ်အင်္ဂါသားသမီးတွေကျမ်းမာရှိမှနှစ်ပါပဲကျမ်းမာရေးစိုးရင်တရားမလိုပါဘူးကျမ်းမာရေးကံတာကောင်းတယ်အဖက်ဘက်ကနေပြီးတော့ကျမ်းမာရှိမယ်ကျမ်းမာရေးညံ့နေတဲ့အင်္ဂါသားသမီးတွေဆိုရင်တော့မှကျမ်းမာရေးတိတိတသာပြန်လဲပြီးတော့ကောင်းမွန်လာမယ့်ကံတာမျိုးအပြည့်အဝရှိပါတယ်နောက်ပညာရေးကံတာပေါ့နော်အင်္ဂါသားသမီးတွေ2026ခုနှစ်မှာစာပေဝဲဖြေဖို့တွေသင်တန်းတက်ဖို့တွေကျောင်းတက်ဖို့တွေအတွက်ကြိုးစားနေတဲ့သူတွေဆိုရင်ဧကံမို့ကြအောင်မြင်မှုရတတ်ပါတယ်လွယ်ကူကူနဲ့အောင်မြင်မှုရတတ်တယ်ပြီးတော့အဲ့အောင်မြင်မှုကလည်းကြီးကြီးမားမားအောင်မြင်မှုမျိုးဖြစ်တတ်ပါတယ်နောက်ရက်ဝေးကိုသွားပြီးတော့အလှကြီးကြီးမားမားလောက်ရတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဓိပ္ပာယ်တွေအောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်နောက်လူမှုရေးမှာကြတော့တရပူတဲ့နမိတ်ကြတော့နော်တရပူဆိုတာကတော့ဓာနမိတ်တဲမှာပါတာပေါ့အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တော့နည်းနည်းအတိုက်ခံလေးတွေအခြေအတင်လေးတွေအနှောက်အယှက်ကလေးတွေခြေထိုးကန်တာလေးတွေအဲ့ဒါလေးတွေကြော်လွှားပြီးတော့မှအောင်မြင်မှုရတတ်တဲ့နေ့မျိုးဖြစ်ပါတယ်အဲ့တော့လူမှုရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းအတိုက်ခံလေးတွေနှောက်ယှက်ကလေးတွေကြွရင်ငါရဲ့ကိစ္စငါရဲ့စီးပွားရေးငါရဲ့လုပ်ငန်းတွေဟာအောင်မြင်တော့မယ်လို့အင်္ဂါသားသမီးများ2026ခုနှစ်မှာနှလုံးပိုက်ဖို့လိုအပ်ပါ2026မှာအင်္ဂါသားသမီးတွေဟာငွေကံကြေးကံကောင်းပါတယ်နောက်အမွေနဲ့ပတ်သက်တဲ့ကံတာတွေကောင်းပါတယ်အမွေတွေပါလေရတတ်ပါတယ်မမျှော်လင့်မနဲ့ငွေအစုလိုက်ပြန်လိုက်ဝင်တတ်တယ်ငွေတွေမကပါဘူးအမွေထဲမှာအိမ်ရတာသွားတာလို့ခြံရသွားတာလို့အဲ့လိုမျိုးတွေလည်းကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ခြေရုံနဲ့ပတ်သက်တဲ့ကံတာကတော့အင်မတန်မှကောင်းသောကံတာမျိုးရှိပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်က
မျှော်လင့်မဲ့ကျမ်းမာရေးခြူကြတာကျမ်းမာရေးညံ့တာမျိုးလေးတွေသတိထားတဲ့နေမျိုးပါပဲကိုယ့်ရဲ့ကျမ်းမာရေးကံတာကောင်းတယ်ကိုယ့်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံတာကောင်းတယ်ဒါပေမဲ့ကိုယ့်ချစ်သူကိုယ့်အိမ်တော်ဘက်ကမမျှော်လင့်မဲ့ကျမ်းမာရေးနည်းနည်းခြူကြတတ်တယ်ဒါ2026မှာကံတရားတွေကိုကျွန်တော်တို့တဲတော်နမိတ်ဖတ်ကြားပေးတာဖြစ်ပါတယ်အဲ့တော့စွန်သားလောက်ကန်၍အောင်မြင်မှုရမယ်အလုပ်သစ်နေရာသစ်နိုင်ငံသစ်တွေမှာစွန်သားသစ်နဲ့နှင်းလို့အင်္ဂါသားသမီးတွေကိုနမိတ်ဖတ်ကြပါတယ်အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်နီညိုရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်ခဏန်းဆိုရင်တော့3ခဏန်း4ခဏန်းကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆက်လက်ရွက်ကြော်ပြီးတော့ပေါ့နော်မကြာခဏစွန်းတော်လေးကတ်ပေးပါရဟန်းတန်ခါတွေကိုစွန်းလောင်းပေးပါအင်္ဂါသားသမီးတွေရဲ့ကံတွေဟာ2020ကျောင်းမှာတိတိကျကျကောင်းမွန်စေမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒါတနစ်စာမှာကြုံတွေ့ရမယ့်ကံကြမ္မာစိုးကောင်းတွေအတွက်တနစ်စာတဲတော့နမိတ်ဖတ်ကြားပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ခေါ်တဲ့လေးပြီးသွားပြီဆိုတော့ဒီမှာဒါအပါမင်းသိင်္ဂါရဲ့ကြီးပတော့ပရိလေးဖြစ်ပါတယ်ကြီးတဲ့ပတော့အပီးပေါက်ဆိုတာဘာလဲတဲ့အလောက်ကိုင်းတဲ့ကြံစီတဲ့စိတ်ကူးတွေရွေးချက်တွေကိုမြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်စေတဲ့ပရိလေးဖြစ်ပါတယ်စောင့်ထားတာနဲ့စွမ်းပါတယ်စိတ်မယ်ဆိုရင်အင်တာမှာပို့ပြီးတော့အကျိုးထူးစီမှာဖြစ်ပါတယ်နော်ဒါအပါမင်းသိင်္ဂါရဲ့ကြီးပတော့ပရိဒါတော့ကျွန်တော်ထိုးထားတဲ့အဆောင်လက်ဖွဲ့လေးတွေပါဒါအကျမ်းမာရေးကောင်းစေဖို့အတွက်တံပြန်စမနဲ့ထိုးထားတဲ့လက်ပတ်လေးဖြစ်ပါတယ်စီးပွားရေးကောင်းစေဖို့အတွက်ကြီးလေးကြီးစမနဲ့ထိုးထားတဲ့လက်ပတ်လေးပါဒါတော့အခြေအနှောင်ရေးအတွက်ပီရလက်ဖွဲ့လေးဖြစ်ပါတယ်အဲ့ဒီလက်ဖွဲ့လေးတွေကိုကျွန်တော်တို့တစ်ခုတည်းဖြစ်အောင်ဆိုပြီးတော့ဆက်လွယ်လေးလည်းကျွန်တော်စီရင်ပေးထားပါသေးတယ်အင်းစမဆက်လွယ်လေးပေါ့နော်ဒါတော့အကြောင်းချင်းကကိစ္စကြုံတဲ့အခါထွန်းရတဲ့ယရနာဒီပန်ဆိုတဲ့အင်းဖျောင်းနိုင်တော်ကြီးဖြစ်ပါတယ်ဒါတော့ဈေးတိုင်းတွေငွေကြေးကိစ္စတွေလုပ်ငန်းတွေအတွက်ဝါစိမ့်နေအင်းစမဖျောင်းနိုင်တွေဖြစ်ပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့9ရက်သားသမီးတွေအတွက်ကျွန်တော်ကပေးထားလေးစီရင်ပေးထားခြင်းဖြစ်ပါတယ်အကြောင်းကိုမှအခက်အခဲရှိလို့အကြောင်းချင်းကကိစ္စရှိလို့ဒီအဆောင်ရရာပြည်စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းဘိုက်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်39ခွန်ကို2029 3969နဲ့39လုံး9ဆိုတဲ့ဘိုင်ဘာနံပါတ်ကနေဆက်သွယ်နိုင်ပါတယ်နော်အဲ့တော့အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေများတဲ့နှစ်ဟောင်းကုန်ပြီးတော့2026ခုနှစ်ဆိုတဲ့နှစ်သစ်ကိုဝင်ရောက်တော့မှာဖြစ်ပါတယ်2026ခုနှစ်တစ်နှစ်လုံးကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတွေလည်းတလုံးတစ်ဝါတည်းရရှိကြပါစေကျမ်းနိုင်အောင်ဆောင်နိုင်မြောက်ကြပါစေပါနော်ဆုတောင်းမြတ်တာတွေလည်းပို့တာပါတယ်နောက်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ရဲ့လိပ်စာလေးလည်းပြောပါအောင်မယ်ယူရိုမင်္ဂလာချန်ကဆိုရင်တော့မော်ဘီတိုးဂိတ်ထောက်ကြံအကျော်မော်ဘီတိုးဂိတ်နာမှာကိုလုံးကွင်းဆိုတဲ့မှတ်တိုင်ရှိပါတယ်အဲဒီကိုလုံးကွင်းမှတ်တိုင်ပိန်းနေကုန်းကျေးရွာမှာယူရိုမင်္ဂလာချန်ရှိပါတယ်အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေများကို Happy New Year ပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်